ခါမှာတော့ဘန်ကောက်က MBK စင်တာမှာရှိတဲ့ 1GK ကိုကြည့်ဦးဆိုင်အောင်သွားခဲ့ပါလေသူက1988ထဲကနေပြီးတော့အခုထက်ထီဆိုတဲ့အခါကျတော့ကိုရီထထောင်မှာအသက်ကြီးသေးတယ်ပေါ့နော်ကြည့်ဦးဆိုတာနဲ့ 1GK ကိုဆိုပြီးတော့ပြောရလောက်အောင်ထိ 1GK ကိုကြည့်ဦးကိုကြိုက်ခဲ့တာပါခုချိန်ကရာသီဥတုလေးရလည်းအေးတယ်ကြည်ဦးစချင်စိတ်ကလည်းဖြစ်နေတာဆိုတော့ 1GK ကိုကြည်ဦးကကွက်တီပဲပေါ့နော်ဆိုင်ရဲ့ဖွဲ့စည်းပုံကလည်းရိုးရိုးရှင်းရှင်းနဲ့ကြည်ကြလွန်းလွန်းလေးရှိပါတယ်စားတော့မှဖြစ်တဲ့အတွက်မီနူးလေးတစ်ချက်ကြည့်ရအောင်နော်သူကမီနူးစာအုပ်ကိုထိုင်းဘာသာစကားရဲ့ English ရဲ့ပေါ့နော်နှစ်ခုစလုံးလေးရေးထားတယ်အဓိကဖြစ်တဲ့ကြည်ဦးအရေးရဲ့ပြီးရခါကြတော့ဒီမှာသူ့ရဲ့အသားရည်နဲ့မတော့ဝက်ရှိမယ်ချက်ရှိမယ်စီဖူးရှိမယ်အဲ့ဒါပြီးလို့ရှိရင်ဒီမှာ JOC ချက်admin အကြိုက်ဆုံးပေါ့နော် JOC ချက်သူကလည်းအဲ့လိုပဲချက်သားဝက်သားပစွန်းเนาะပင်လယ်စားတွေရဲ့ပြီးတော့သူကဒီထိုင်းအရသာပေါ့နော်ပြည်စုံအောင်လို့ထိုင်းနေမှာဖွင့်ထားတဲ့အတွက်ပေါ့နော်ဒီချင်းဆက် JOC ချက်နဲ့ JO အရေးရဲ့ကဲဒါကတော့ JO soup သူကကျတော့ meat balls တွေပေါ့နော်အသားလုံးเนาะဝက်သားလုံးငါးသားလုံးရဲ့ပြီးတော့ဒီမှာပေါ့နော်ပစွန်းကင်းနေငါးကင်းနေဥမာဆက်လိုက်ကလေးလည်းရမယ်ပြီးတာနဲ့ဒါမှမဟုတ်လို့ရှိရင်လည်းနှစ်မျိုးပေါ့နော်ဘာဘီကျူးရဲ့ grease ရဲ့အဲ့လိုနှစ်မျိုးအရောလေးပဲစားမလားပေါ့နော်ဟောတာကတော့ဇီးတန်မှုကြောင့်ကြောလွတ်တဲ့ခွက်ဂျီအိုနဲ့ရန်လိုက်ရေခဲတုံးလေးပဲစားအောင်မလားပေါ့နော်ရန်ကိုမိုက် since 1988ရန်ကင်းဂျီအို 1GK ကိုပါဒါကတော့စားသုံးသူတွေအတွက်ဘယ်လိုပြင်ဆင်ချက်ပြုတ်နေရဲဆိုတာလေးကိုတိုက်ရိုက်ကြည့်လို့ရမယ်နေရာလေးပဲဖြစ်ပါတယ်မန်နေကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ဒါကသူ့ရဲ့အမတ်တရပစ္စည်းလေးတွေသူ့ရဲ့တစိတ်ကလေးတွေနဲ့ပေါ့နော်ဒီမှာအေးခွက်လေးတွေရောချစ်စရာလေးမိဆိုင်လေးရလဲเนาะဒီမှာလက်မှုရိုးရလေးနဲ့ဒါချစ်ဖို့ကောင်းတယ်ရိုးရိုးလေးနဲ့ပဲကဲမှာထားတာကြီးရပြီဆိုတော့သွားစားလိုက်အောင်မယ်เนาะဘာမှထားတာလဲဆိုတော့ JOC ချက်ကိုဝတ်သားနေပါအဲ့ဒါပြီးလို့ရှင်တောက်စရာလေးရကြတော့အမြင် favorite ဖြစ်တဲ့စီเนาะစီဖြော်ရည်လေးပါရှင်ဝေါလက်ရတော့အရင်တော့လက်ရတိုင်းပဲအရင်စားကောင်းတယ်အဲ့တော့နောက် plot ဒီမှာလေဘယ်လိုသွားမလဲဆိုတော့စောင့်ကြည့်ပေးအောင်